အားလုံးပဲမင်္ဂလာပါမေတ္တာပါဒီခေါင်းပါပေါ့နော်ကောင်ဆလာဆိုပြီးတော့မေးနေကြတာပေါ့နော်ပရိသတ်တွေတော်တော်များများကြည့်မယ်ဆိုရင်သိနိုင်ပါတယ်တခြားတော့အပြင်မှာဆိုတဲ့ပွဲတွေဗီဒီယိုတွေကိုပြန်တင်တာမဟုတ်ဘဲနဲ့ပေါ့နော်ကိုယ့်ကိုယ်ဥမာလိုမျိုးselfie ပဲဖြစ်ဖြစ်တခြားပရိသတ်တွေနဲ့တွေ့ဆုံတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးဒါတင်နေဆိုတော့ဒါအကောင့်စစ်မို့လို့ပေါ့နော်တခြားဟာတော့အဲ့လိုမျိုးမရှိနိုင်ဘူးလေတခြားပွဲဟိုဆိုတဲ့ဟာလေးပရိသတ်တွေကချစ်လို့ပြန်တင်တာမျိုးလေးကျတော့ဒါတခြား fan တွေတင်တာတို့တခြား fan အကောင့်တို့အဲ့လိုမျိုးလေးရှိရပါတော့အဲ့တော့ဒါမေတ္တာအစ်စ်ပါလို့အစ်စ်ဖြစ်ပါတယ်မေတ္တာဆွေပါအဲ့တော့ဒီနေ့နောက်ထပ်ပြောချင်တာလေးတစ်ခုပါပေါ့နော်မွေးနေ့မှာဆူတောင်းပေးကြတဲ့အားလုံးပရိသတ်တွေအားလုံးလည်းကျေးဇူးများတင်ပါတယ်အားလုံးလည်းဆူတောင်းပေးတဲ့အတိုင်းအားလုံးလည်းစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပါစေပြီးတော့ဒီဟာလေးကပေါ့နော်တကယ်အကောင့်စစ်ပါလို့လည်းပြောချင်ပါတယ်ပရိသတ်တွေအတွက်ဇက်တိုက်တော့မတင်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့မတင်ဖြစ်ပေမဲ့လည်းတခါတည်းလေးမှာလည်းဒီမျိုးဗီဒီယိုလေးတွေပေါ့ရိုက်ပြီးတော့တင်ပြတာပေါ့နော်အဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်လို့မေတ္တာဆက်ဖြစ်ပါတယ်အားလုံးကျေးဇူးပါတတာချစ်တယ်နော်အားလုံးဆက်ပြီးချစ်ပေးကြပါအောင်ရှင်